ရပိုင်းဆိုလို့ရှိရင်ဘက်ကပွင့်ပတ်လို့ပါမယ်ပွင့်ဖက်လေးရဒီလိုလေးကိုလေးကိုနည်းနည်းချာလေးလောက်ထားမယ်ဒီလိုနော်ဒီလိုမျိုးချာလေးဆက်ပြန်ထွေးတယ်နော်ပြီးတော့အဲ့ဒီပုတ်ပေါက်တာလေးတွေပြန်ပေါင်းမယ်ချာလေးဟာလေးထားမယ်စတာတာမယ်ဒီနေ့လေးပြခါဆိုလို့ရှိရင်ဒီမှာစာပို့ပါမယ်ဘက်ကဒီစားလေးကဆက်ပြီးတော့မယ်ဆက်ပြီးလို့ရှိရင်ဒီကနေတော့တူလာမှာဆိုတော့ဒီချုပ်ရိုးကဘက်ကချင်းဒါလေးမှာပြီးတော့ဒီလိုဆက်ပါရှင်းခံလေးဆက်ပြီးတော့ဆက်တော့ထားပါမယ်။ဒါလေးဒီတမ်းဒါလေးဟာပါမယ်။ချီကြတော့ဒီမှာပါမယ်ဒီကောင်။ဒီတော့ဒီလိုပစ္စည်းကိုလာတယ်။ဒီလိုရမယ်နော်။ဆက်တော့လာကဲဒီလိုလေးဖြစ်ပါဆိုလို့ရှိရင်တော့ဒါလေးကိုပါမယ်ပြီးတော့ဒီအစလေးကိုဒီလာပတ်ဒီပို့ထားလိုက်ဒီရတိုင်းရတိုင်းဆိုလို့ရှိရင်ကောင်းလေးကဒီအပေါ်နဲ့ဆက်တော့ဒီက6လမ်းနော်အဲဒီကဟိထပ်ပါမယ်ဒါဒီဘက်ကိုဒီလိုလှမ်းမှာဆိုလို့ရှိရင်ဘက်ကိုလှမ်းမယ်ဆိုရင်ဒီဘက်ကိုလေးပါနော်အစလေးလေးကြည့်ကလေးဆွဲပေးပါဆိုရင်ဒီမှာဒီရတာပါပြီဒီရပါဆိုရှင်ဒီလိုဆက်လေးကိုဖိထားမယ်။ဒါပါပြီ။